ဒီဘက်ခေတ်မှာခရစ္စတီယာနို ရိုနယ်ဒိုလို့ပြောလိုက်ရင်မတိတဲ့လူမရှိသလောက်ရှားမယ်ထင်ပါတယ်တရားမှာ69ရောက်လောက်ကတော့တိမယ်ထင်ပါတယ်လူတိုင်းကသူ့ရဲ့အောင်မြင်မှုတွေသူရရှိခဲ့တဲ့စုတစိတ်တွေသူ့ရဲ့အောင်မြင်မှုတွေသူ့ရဲ့ကြွယ်ဝချမ်းသာမှုတွေကိုသိကြမယ်ထင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့မတိသေးတာကသူ့ရဲ့ဒီလိုအောင်မြင်လာဖို့အတွက်ဘယ်လိုဖြတ်တန်းခဲ့ရတယ်လဲဘယ်လိုခက်ခဲမှုတွေကိုရင်ဆိုင်ခဲ့ရလဲအဲ့ဒါတွေကိုတော့သိကြမယ်မထင်ပါဘူးသူကြတာကရိုနယ်ဒိုဆိုတာကတခြားအောင်မြင်ခဲ့တဲ့လူတွေနဲ့မတူပါဘူးသူကသူ့အမေရဲ့ဘိုက်ထဲမှာသူလာသားရွယ်ကလေးကနေစပြီးတော့သူကလောကရန်ကိုရင်ဆိုင်ခဲ့ရတယ်လို့ပြောလို့ရပါတယ်ပြီးတော့ဒီမွေးလာတဲ့ချိန်မှာလည်းသူ့အဖေကလည်းအရက်တောက်တဲ့အတွက်ကြောင့်မို့လို့အဖေရက်သမားနဲ့ရှင်သန်ကြီးထွားလာခဲ့ရတယ်ပြီးကြတော့ဒီစေကျော်တဲ့အရွယ်ရောက်တဲ့သူအောင်မြင်နေတဲ့တိုးတွင်းမှာလည်းဒီစေစုနှစ်တစ်ခုကြောက်အောင်ပေါ့သူမဒိန်းကောင်ဆိုပြီးတော့ဆွဲတာတွေနဲ့လည်းကြုံခဲ့ရတယ်ပေါ့ဒီလိုအရာတွေကိုဖြတ်တန်းလာခဲ့ပြီးမှရိုနယ်ဒိုဆိုတာဖြစ်လာတာပါအားလုံးပဲမင်္ဂလာပါခင်ဗျကနန်ဆက်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရိုနယ်ဒိုအကြောင်းမပြောခင်မဖြစ်အကြောင်းအရာကတော့တူမိဘတွေပါဘာလို့လဲဆိုတော့တူမိဘတွေအကြောင်းတီးမှလဲရိုနယ်ဒိုရဲ့ငယ်ဘဝကဘယ်လောက်ထိဆင်းရဲဒုက္ခတွေခံခဲ့ရလဲဘယ်လိုတွေဖြတ်တန်းခဲ့ရလဲဒါတွေကိုသိရမှာပါရိုနယ်ဒိုရဲ့ဖခင်ကတော့ဟိုစီဂျီနစ်လို့ခေါ်ပါတယ်ရတမပေါ့သူအဖေဘာလို့ရတမဖြစ်သွားလဲဆိုတော့အဲ့ဒီ1980ပြည့်နှစ်တွေကဒီပေါ်တူဂီကိုလိုနီကြီးစိုးနေတဲ့ခေတ်ပေါ့အဲ့ဒီချိန်မှာပေါ်တူဂီကသူတို့နေမြေသိမ်းပိုက်ထားတဲ့အာဖရိကနေမြေတချို့ကိုပြန်ပြီးတော့ဒီထိန်းချုပ်ဖို့အတွက်ဆိုပြီးတော့စစ်သားတွေလွတ်တဲ့အထက်မှာတူဖေလဲပါသွားတယ်ပေါ့ဒါပေမဲ့စစ်သားတွေဆိုတဲ့အတိုင်းပဲစစ်မြေပြင်ကိုရောက်တဲ့အခါမှာဒီတန်ရာရတဲ့ဟာတွေကိုပြန်ကူတာဖို့အတွက်ပြီးကြတော့ဒီစစ်တမ်းကိုခံနိုင်ရှိဖို့အတွက်ဆိုပြီးတော့အရက်သေးစားတောက်ကြတယ်ပေါ့အဲ့လိုတောက်ရင်နဲ့ဒီပြန်လာတဲ့ချိန်ထိပါလာတာကတော့ဒီအရက်ဆွဲတဲ့ပြဿနာကတော့ပါလာတယ်ပေါ့နော်အဲ့လိုပြောလို့ရပါတယ်ဒါပေမဲ့သူ့အဖေကမျောလင်းထားတာကသူဒီစစ်ပွဲကနေပြန်လာခဲ့ရင်ဒီကုံစုံဆိုင်ဖွင့်ပြီးတော့သူမိသားစုကိုပြန်ပြီးတော့စင်ပြနေအောင်စူးစမ်းမယ်ဆိုပြီးတော့စူးစမ်းလာခဲ့တာပေါ့နော်ဒါပေမဲ့စစ်ပြန်တွေဆိုတာကတော့ဘလို့မှတိတ်ပြီးတော့အဆင်မပြေနိုင်ဘူးလေအဆင်မပြေနိုင်တော့ဒီအလုတ်ကတော့ဘလို့လုတ်တွေလဲဆိုတော့ဒီလမ်းဘေးမှာအမိုင်းလဲရတယ်ပြီးကြတော့သူ့အဖေကဒီဘောလုံးကလပ်အတင်းပေါက်စားလေးကိုလည်းဒီဟိုပါဘယ်လိုပြောမလဲတန်ရှင်းလုပ်ပေးရတယ်ဒီအဝတ်စားကလေးတွေအဝတ်စားတွေလျှော်ပေးရတယ်ဥပမာပြောရင်တော့ဘောကောက်ပေါ့အဲ့မျိုးလုပ်ရတာပေါ့နော်သူ့အမေကတော့မာရီယာနိုလို့ခေါ်ပါတယ်အင်းအကူပေါ့သူ့အမေကဒီဟိုကားကြံဒီဟိုတယ်တွေတွားပြီးတော့ဒီလျှော်စရာအဝတ်တွေလိုက်ပြီးတောင်းပြီးတော့လျှော်ရတယ်ပြီးတော့အိမ်တွေလိုက်ပြီးတော့ဒီအဝတ်တွေလိုက်ပြီးတော့လျှော်ရတယ်ပြီးတော့တခါလေးကျရင်ဒီလမ်းဘေးမှာသူအဖေနဲ့သူပေါ့နော်ဒီရိုဒိုရဲ့အဖေနဲ့သူပစီလဲရတာပေါ့ပြောမယ်ဆိုတော့ municipal လို့ပြောရမလားပေါ့နော်လှုပ်ရင်းနဲ့ဖြတ်တန်းလာခဲ့ကြတာပေါ့နော်ဒါပေမဲ့ရိုဒိုမှာကမောင်နှမ4ယောက်ပေါ့ရိုဒိုပါဝင်4ယောက်ရှိတယ်အဲ့ဒီအတွက်ကြောင့်မလို့သူမိဘတွေကအဲ့ဒီချိန်မှာကလေးကဘယ်လိုတွေ့ရလဲဆိုတော့အမီ3ယောက်နဲ့ဘယ်လိုမှအဆင်မပြေဘူးနောက်ထပ်ကလေး1ယောက်မွေးဖို့ဘယ်လိုမှအဆင်မပြေဘူးဆိုပြီးတော့ဒီနောက်ထပ်ကိုမရဖို့ဆိုပြီးတော့သူကအခုခေတ်လိုမျိုးပြောရင်တော့တားဆေးတွေပါတောက်တယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့အဲ့လိုမျိုးတောက်တယ်ပေါ့ဒါပေမဲ့ကန်ဆိုးတယ်လို့ပြောရမလားပေါ့နော်သူမိဘတွေအတွက်ကတော့အဲ့ချိန်မှာရိုနယ်ဒိုကိုစရလာတယ်ပေါ့နော်ဒါပေမဲ့စရလာတဲ့အချိန်မှာတော့သူမိဘတွေကသူတို့မျှော်မှန်းထားတဲ့အတိုင်းဒီကလေးကိုဘလို့မှမမွေးဖို့ဆိုပြီးတော့ဆုံးဖြတ်လိုက်ကြတယ်ဒါပေမဲ့အဲ့ချိန်မှာသူဆရာဝန်ကိုသွားပြီးတော့ဒီကလေးကိုဖျက်ချပေးဖို့အတွက်ဆိုပြီးတော့တွားပြောကြပေမဲ့ဆရာဝန်ကတော့ဒီဆရာဝန်နည်းပညာအတိုင်းမဖျက်ချဖို့ဒီတတိပေးတယ်ပေါ့ဒါပေမဲ့သူမိဘတွေကဘလို့မှသူတို့အခြေအနေနဲ့ဘလို့မှကျွေးမွေးဆောင်ရှောက်ဖို့အတွက်ဘလို့မှမပြေလေတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီဖျက်ချဖို့ပဲဆုံးဖြတ်လိုက်တယ်ဆရာဝန်မတိအောင်ပေါ့ဘလို့ဖျက်ချရလဲဆိုတော့ဒီအဲ့ဒီချိန်မှာတော့သူအမေကဒီဘီယာတွေတောက်တယ်ပြီးတော့ဒီပေါ်တူဂီအရက်ပူတွေတောက်ပြီးတော့ဒီဖျက်ချတယ်ပေါ့နော်ဒါပေမဲ့မကြဘူးတော့သူကနောက်ပြီးတော့ဘလို့နီးနဲ့ဖျက်ချသေးတယ်လဲဆိုတော့ဒီအခုခေတ်လိုမျိုးဆိုမာရသွန်ပြေးတာပေါ့နော်သူအမေကကိုဝန်စလွယ်တဲ့အချိန်မှာပေါ့နော်အချိန်ချင်းပြေးတယ်ပေါ့ဘလို့ပြေးလဲဆိုတော့တကယ်ကိုပင်မနှောနယ်တွေပြေးတာပင်မကိုပြေးတာဘယ်ချိန်မရက်တယ်လဲဆိုတော့သူမပြေးနိုင်တော့တဲ့အချိန်မှရက်တယ်ပေါ့နော်အဲ့လိုအချိန်တွေထိအောင်ဖြတ်ချခဲ့တာပေါ့နော်ရိုနယ်ဒိုကိုဒါပေမဲ့ရိုနယ်ဒိုကအဲ့ချိန်ကလေးကကန်ကောင်းတယ်လို့ပြောရမလားကိုဝန်ကမပြတ်ကြပဲနဲ့ဒါသူ့အမေလည်းလက်လျှော့လိုက်တယ်ပေါ့နောက်ဆုံးမှာတော့1985ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာတော့ရိုနယ်ဒိုကိုဒီစီယုံမှာမွေးလိုက်တယ်ပေါ့နော်ဒါပေမဲ့မိဘတွေဆိုတဲ့အတိုင်းတာသမီမျက်နှာမြင်ရင်တော့ဘယ်သူကနေနိုင်မှာလဲချစ်တာပေါ့ပြီးကြတော့ပိုဆိုးတာကရိုနယ်ဒိုဆိုတာနောက်ဆုံးမွေးတဲ့ဒီအသွေးဆုံးဆိုတော့လဲ
မိဘမြတ်တာအနေနဲ့ကတော့ချစ်တွေတိုးလာခဲ့တယ်ဒါပေမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရိုနယ်ဒိုကတော့သူ့အမေကိုအင်တာဗျူးတချို့အင်တာဗျူးတွေမှာနောက်ထားတာကတော့အမေမလို့ခြင်းတဲ့သားကပဲအမေတို့ကိုပြန်ပြီးတော့လှုပ်ကျွေးနေတာဆိုပြီးတော့စတာနောက်တာတွေတောင်ရှိပါတယ်ရိုနယ်ဒိုအသက်9နှစ်ရောက်တဲ့ခါမှာတော့သူ့အဖေလှုပ်တဲ့ဒီဘောလုံးကလပ်အသင်းမှာပဲသူကလေ့ကျင့်ခွင့်ရတယ်လေ့ကျင့်အသက်10နှစ်ရောက်တဲ့ခါမှာတော့အသင်းကြီးကိုပြောင်းပြီးတော့လေ့ကျင့်ခွင့်ရတယ်ပေါ့နော်အဲ့ဒီမှာသူ့ရဲ့စူးစမ်းအားထုတ်မှုတွေသူ့ရဲ့စွမ်းဆောင်ရည်ပြေနှုံကိုတွင်းစွမ်းရည်တွေကိုမြင်သွားတာကတော့ Sporting Lisbon ကဒီကင်တောက်တွေပေါ့အဲ့ဒါနဲ့ပဲအသက်12နှစ်ရောက်တဲ့ခါမှာတော့ဒီသူ့ကို Sporting Lisbon ကိုလာပြီးတော့3ရက်အစမ်းသတ်ခံဖို့သူ့အဖေကိုလမ်းကြောင်းချတယ်ပေါ့လမ်းကြောင်းချပေမဲ့သူ့အဖေတို့ကမလိုက်နိုင်တဲ့အတွက်ကြောင့်မို့ရိုနယ်ဒိုတယောက်ထဲသွားရတယ်ပေါ့နော်အဲ့လောက်ထိဆင်းရဲတာလို့ပြောလို့ရတယ်နော်ရိုနယ်ဒိုတို့ကအဲ့လို3ရက်အစမ်းသတ်ခံပြီးတော့အောင်သွားတယ်အောင်ပြီးတော့စာချုပ်ချုပ်တယ်စာချုပ်ချုပ်ပြီးတော့အဲ့မှာပဲလေ့ကျင့်တယ်ပေါ့ဒါပေမဲ့ Sporting Lisbon ကိုရောက်သွားပြီမဲ့လို့ပဲတော့သူ့ရဲ့ခက်ခဲတွေကအဲ့ချိန်မှာစတာလို့ပြောလို့ရတယ်ပေါ့ဘာလို့လဲဆိုတော့ရိုနယ်ဒိုဆိုတာကပေါ်တူဂီနိုင်ငံသားဆိုပေမဲ့ဒီဘယ်လိုပြောမလဲအခုမြန်မာနိုင်ငံအနေနဲ့ပြောရမယ်ဆိုရင်တော့မွန်စတဲ့ဒီတိုင်းရင်းသားတွေလိုမျိုးပေါ့နော်ပမာစကားတော့တတ်တယ်ဒါပေမဲ့မပီဘူးတိတ်ပြီးတော့လဲနားမလည်ဘူးပေါ့အဲ့လိုမျိုးဖြစ်နေတာပေါ့နော်အခုလဲရိုနယ်ဒိုကလည်းအဲ့လိုဖြစ်နေတာပေါ့သူကမရီယာကျွန်းမှာမွေးခဲ့တာဆိုတော့ဒီမရီယာကျွန်းတန်ပေါက်ပြီးတော့ဒီပေါ်တူဂီဘာသာစကားနဲ့တော့နည်းနည်းကွဲနေတာပေါ့နော်အဲ့ဒါကြောင့်မို့လို့လဲဒါသူရဲ့ကစားပေါ်တွေသူပတ်ဝန်းကျင်ကလူတွေကသူ့ကိုလောင်ပြောင်ကြတာပေါ့ဒီလောင်ပြောင်တန်တွေကြောင့်မို့လဲရိုနယ်ဒိုကနေတိုင်းငိုခဲ့ရတယ်ပြီးတော့ဒီငိုခဲ့ရတာတော့ဒီခုတည်းမဟုတ်ဘဲနဲ့ဒီသူ့မိဘတွေကိုခွဲခဲ့ရအကြောင်းမို့လဲငိုတာပါမှာပေါ့နော်ပြောရမယ်ဆိုရင်တော့ပြီးကြတော့နောက်တစ်ခုကအဲ့ဒီချိန်မှာရိုနယ်ဒိုရဲ့နာမည်တစ်ခုက Crime Baby တဲ့ဘာလို့လဲဆိုတော့ရိုနယ်ဒိုဆိုတာအခုကျွန်တော်တို့မြင်နေရတဲ့ရိုနယ်ဒိုအတိုင်းပဲဘာလို့လဲဆိုတော့သူကဒီဘောလုံးပွဲတစ်ပွဲရှုံးပြီဆိုရင်သူကစိတ်တိုးတာခိုင်းကျရင်တော်တာထွက်တာပေါ့နော်အဲ့လိုမျိုးပေါ့ဒါပေမဲ့အဲ့လိုစိတ်တက်ကသူကဒီငငယ်လေးကလေးရှိတာဘာလို့ဆိုတော့အဲ့ချိန်မှာသူ Sporting Lisbon မှာလေ့ကျင့်နေတဲ့အချိန်မှာသူငငယ်တုန်းကပေါ့အဲ့ချိန်မှာဘယ်လောက်ထိဆိုးတယ်လဲဆိုရင်သူအသင်းပေါ်တွေကသူဖြစ်စေချင်တဲ့အတိုင်းမစော့ပေးဘူးဆိုရင်ဒီဒါမှမဟုတ်ရှုံးတဲ့ခါကျရင်ဆိုတော့သူကတအားတော်တာထွက်တာလည်းမဟုတ်ဘူးသူကငိုတာအဲကြောင့်မို့ Crime Baby လို့ခေါ်ကြတာပေါ့နော်နောက်တစ်ခုကကြတော့သူအသက်14နှစ်မှာဖြစ်ခဲ့တဲ့အရာပါအဲ့ဒါကတော့သူစာတင်ပေးတဲ့ကျောင်းဆရာမကသူ့ကိုမင်းဘောလုံးပညာနဲ့ဘလို့မှအဆင်မပြေဘူးဆိုပြီးတော့သူဘောလုံးပညာကိုစော်ကားတယ်ပေါ့နော်ရိုနယ်ဒိုဆိုတာကဘောလုံးပညာကိုဒီငငယ်တွေကနဲ့နှစ်သက်ဆွဲလန်းခဲ့တဲ့အတွက်ကြောင့်မို့လို့သူ့ကိုစော်ကားဘောလုံးကိုတော့မစော်ကားနဲ့ဆိုပြီးတော့ဒီခုံနဲ့ကလထိုင်နဲ့ပြစ်ပေါက်လိုက်တယ်ပေါ့နော်သူဆရာမကိုဒါအဲအကြောင်းမို့လို့လဲဆရာမတွေကသူမိဘတွေကိုလမ်းခေါ်ပြီးတော့လမ်းတိုင်နေအချိန်မှာသူ့အမေကဗာပြောလဲဆိုတော့မဆူဘူးပေါ့နော်သူ့အမေကမဆူတဲ့အပြင်မှာမှမင်းဘောလုံးကိုရွေးမလားဒါမှမဟုတ်ဒီကြောင်းပဲဆက်တက်မလားခုတော့ရွေးပေါ့အဲ့လိုမျိုးပြောလိုက်တယ်မှာရိုနယ်ဒိုကနှခါမစင်းစားဘူးဘောလုံးကိုပဲရွေးမယ်ဆိုပြီးတော့ဘောလုံးကိုဆက်တိုက်အဲ့ဒီကနေဒီဇိုင်းမလေ့ကျင့်လာတာပေါ့ဒါပေမဲ့အဲ့လိုလေ့ကျင့်ရင်နဲ့သူ့ရဲ့စွမ်းဆောင်ရည်တွေကပို့ပြီးတော့တိုးတက်လာတယ်ဒီကိုတွင်းမှုစွမ်းရည်ကလည်းတဖြည်းဖြည်းနဲ့တိုးတက်လာတဲ့အချိန်15နှစ်ရောက်တဲ့ခါမှာတော့ပြဿနာတစ်ခုကပြန်ဆလာတယ်ဘာလို့ဆိုတော့အဲ့ဒါကသူရဲ့နှလုံးခုန်မမှန်တဲ့ယောဂါပေါ့အကစားသမားတယောက်အနေနဲ့ကနှလုံးယောဂါရှိတယ်ဆိုရင်ပြေးဖို့လည်းမလွယ်ပါဘူးအဲ့ချိန်မှာသူဆရာဝန်တွေကသူ့ကိုချက်နှစ်ခုပေးတယ်ဘယ်လိုပေးလဲဆိုတော့ဒီတိုင်းပဲနေမလားကုမလားပေါ့တကယ်လို့ဒီတိုင်းပဲနေရင်မင်းဘောလုံးတော့ကစားလို့မရဘူးဒါပေမဲ့အေးစစ်စစ်နေလို့ရတယ်ကုပြီးတော့ပျောက်သွားရင်တော့ဘောလုံးကစားရမယ်ဒါပေမဲ့နောက်တစ်ခုကကုပြီးတော့မပြောင်းရင်မင်းအသက်အန္တရာယ်စိုးရင်ရမယ်ဒါပေမဲ့ရိုနယ်ဒိုကနှခါမစင်းစားဘူးပျောက်မပျောက်ရအောင်ကုမယ်သူဘောလုံးလောကကိုသူဒီတိုင်းလွယ်လေးကတော့လက်မလျှော့ချင်ဘူးဆိုပြီးတော့ဒါခွဲစိတ်မှုကုသလိုက်တယ်ပေါ့ကံကောင်းထောက်မှစွာနဲ့ပဲရိုနယ်ဒိုရဲ့ကုသမှုကအောင်မြင်သွားပါတယ်ဒီခွဲစိတ်မှုအောင်မြင်ပြီးလို့တနစ်တောင်မကြပါဘူးသူကလေ့ကျင့်ခန်းနေပြန်လုပ်တယ်အပြင်ထန်လုပ်တယ်ဒီလေ့ကျင့်ခန်းကိုလည်းပုံမှန်ထက်ကိုပြင်ထန်လုပ်ပြီးတော့ဒီပြန်နားတဲ့ချိန်မှာလည်းမနားပဲနဲ့ဒီဂျင်မှာပဲကုံဆုံးပြီးတော့2001ခုနှစ်2002ခုနှစ်မှာတော့ဒီတရားတွေထဲမှာပဲ U16 U19 U18 ပြီးတော့ Sporting အရန်အသင်းပေါ့ဒီ Sporting ပြီးတော့ Sporting အတီးကပွဲတဲ့လူစင်းမှာပါနိုင်တဲ့အထိခြေစွမ်းတွေတဖြည်းဖြည်းတိုးတက်လာခဲ့တယ်ပေါ့နော်အဲ့ဒီလိုရိုနယ်ဒိုရဲ့တိုးတက်မှုတွေကိုတတိထားမိလာတာကတော့မန်ယူရဲ့နီးပြကြီးဖာဂူဆန်ပေါ့အဲ့ဒီလိုနဲ့ဒါမန်ယူကိုရောက်သွားတယ်ပေါ့2008ခုနှစ်ကတော့ရိုနယ်ဒိုရဲ့နှစ်လို့ပြောလို့ရပါတယ်ဘာလို့လဲဆိုတော့ဂျာနယ်တစ်ခုလုံးဒီ TV ဖန်သားပြန်တစ်ခုလုံးရိုနယ်ဒိုရဲ့နာမည်ကြီးပါပဲ2008ခုနှစ်မှာသူကပရီးမီယာလိရတယ်ပြီးတော့ချန်ပီယံလိကလည်းချယ်ဆီကိုနိုင်ပြီးတော့ချန်ပီယံလိရတယ်ပြီးကြတော့ FIFA Club World Cup လည်းရတယ်ပြီးတော့သူဦးချင်းစုစိတ်အနေနဲ့ကလည်းသူကဘလွန်တီယောရတယ် FIFA ပေးတဲ့ကမ္ဘာအကောင်းဆုံးကစားသမားဆုကိုရတယ်ဥရောပတိုက်ကိုတွဲအများဆုံးဆုပြီးတော့32ဂိုးနဲ့ထိပ်ဆုံးမှာရပ်တည်နေတယ်
ပြီးတော့ဥရောပရဲ့အကောင်းဆုံးကစားသမားစုပရီးမီးယားလိရဲ့အကောင်းဆုံးကစားသမားစုအဲ့လိုမျိုးရသွားတယ်ပေါ့နော်2008ခုနှစ်ကတော့သူ့ရဲ့နှစ်လို့ပြောလို့ရပါတယ်အဲ့လိုနဲ့2009ခုနှစ်ရောက်တဲ့ခါမှာတော့ဒါစံချိန်နဲ့ပြောင်းရွှေ့ခြင်းနဲ့ရီယယ်မက်ဒရစ်ကိုပြောင်းသွားတယ်အဲ့ဒီမှာကတော့အတိကစူပလာဖြစ်တဲ့ချန်ပီယံလိကတော့4ချိန်လာလီဂါဖလားတော့2ချိန်ရသွားပြီးတော့အတိကအနေနဲ့ဘလွန်တီယာစု4ချိန်ရသွားတယ်ပေါ့ဒါကတော့တူဘောအတွက်ဘလွန်တီယာစုကတော့5ချိန်မြောက်လို့လည်းပြောလို့ရပါတယ်အဲ့လိုနဲ့2018ခုနှစ်ရောက်တဲ့ခါမှာတော့ဒါလာဇာကိစ္စအဆင်ပြေလို့ဆိုပြီးတော့အီတလီ CDA ကလပ်ဂျူဗန်တက်ကိုပြောင်းတယ်အဲ့ဒီမှာကတော့ CDA ဖလားနှလုံးရတယ်ဒါ2021ခုနှစ်ရောက်တဲ့ခါမှာတော့အတင်းအောင်မှယူသွင်းကိုပြောင်းခဲ့ပြီးတော့ဒါအဲ့ဒီမှာကတော့ဖလားကတော့မရခဲ့ပါဘူးဒါ2023ခုနှစ်ရောက်တဲ့ခါမှာတော့ဒါမန်ယူမှာနီးပြနဲ့အဆင်ပြေလို့ဆိုပြီးတော့ဆိုတီကလပ်အန်နာစာတင်းကိုပြောင်းတယ်အဲ့ဒီမှာတော့တနေ့လစာ0တန်းနေရရပြီးတော့ဒါပေါ်လုံးရဝန်းကနေပြီးတော့ပထမဆုံးတော့ဘီလီယံနာတယောက်ဖြစ်လာခဲ့ပါတယ်ဒါကသူရဲ့ကလပ်အသင်းနဲ့အောင်မြင်မှုတွေပါနိုင်ငံအသင်းနဲ့အောင်မြင်မှုကတော့2016ခုနှစ်မှာပြင်သစ်အသင်းနဲ့တွေ့တဲ့ယူရိုပိုင်းတွေကတော့ကျွန်တော်တို့တွေတကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းခဲ့ပါတယ်အဲ့ဒီမှာရိုနန်ဒိုကပွဲမပြီးခင်တာယာကြောင့်လူစားလဲလိုက်ရပြီးတော့ဒါပေမဲ့သူလဲလိုက်ရပြီမဲ့သူကွမ်ပင်းနဲ့ကနေသူ့ရဲ့အသင်းဘော်တွေကိုဖိအားပေးတယ်လက်ညှိုးမှုတွေလုပ်တယ်ဒါကသူ့ရဲ့ကောင်းဆောင်မှုစွမ်းရည်ကိုပြသရာရောက်ခဲ့တယ်လို့မျိုးသူ့ရဲ့စိတ်အားထက်သန်မှုကိုလည်းထင်သာမြင်ခဲ့ရပါတယ်ဒါတွေကိုမြင်နေရတဲ့ကျွန်တော်တို့ဒီဗီဒီယိုကနေကြည့်နေရတဲ့သူတွေကလည်းတကယ်ကိုမျက်ရည်ဝဲဖို့ကောင်းခဲ့တယ်လို့မျိုးတကယ်စိတ်လှုပ်ရှားဖို့လည်းတကယ်ကောင်းခဲ့ပါတယ်အဲ့ဒီဘက်မှာတော့ရိုနယ်ဒိုရဲ့ပေါ်တူဂီအသင်းက1-0ဆိုတဲ့ရလဒ်နဲ့ဒါပြင်သစ်အသင်းကိုနိုင်ရပြီးတော့ဒါရိုနယ်ဒိုရဲ့ပထမဆုံးသောနိုင်ငံအသင်းနဲ့အောင်မြင်မှုကိုရခဲ့ပါတယ်ဒါယူရိုယူပြီးတော့3နှစ်ကြာ2019ခုနှစ်မှာတော့ UEFA ကျင်းပတဲ့ National League ပြိုင်ပွဲမှာလည်းရိုနယ်ဒိုအသင်းကထပ်မံပြီးတော့ပို့ဆွဲသွားတယ်ပေါ့နော်ဒါကတော့ရိုနယ်ဒိုအတွက်နိုင်ငံအသင်းနဲ့ပတ်သက်ပြီးတော့ဒုတိယအကြိမ်မြောက်စူပလာလို့ပြောလို့ရပါတယ်ဒါကရိုနယ်ဒိုနဲ့ပတ်သက်ပြီးတော့ဘောလုံးရဲ့အောင်မြင်မှုတွေပါဒါပေမဲ့ဒီအောင်မြင်မှုတွေကြားမှာရိုနယ်ဒိုမှာကိုရေးကိုတာပြဿနာတွေလည်းရှိခဲ့ပါတယ်အဲ့ဒါကတော့2005ခုနှစ်ကနေ2010အထိတွဲခဲ့တဲ့အိုင်ရီနာနဲ့ဇလန်မှာလို့ဖြစ်တာလဲဆိုတော့အဲ့ချိန်မှာတော့ပရိသတ်တွေကဒီရိုနယ်ဒိုနဲ့အိုင်ရီနာတို့ကိုဒီအဆင်ပြေပြေနဲ့လက်ထပ်သွားတဲ့အထိနေတော့ကြမယ်ဆိုပြီးတော့မျိုးလင်းခဲ့ကြတာပါဒါပေမဲ့ဒီနေ့မှာတော့ရိုနယ်ဒိုရဲ့အမေအသက်60မွေးနေ့မှာအိုင်ရီနာကညှင်းဆန်ခဲ့တာကြောင့်မလို့အဲကနေစပြီးတော့ဂတိကောက်ဖြစ်လာခဲ့တာလို့ပြောလို့ရပါတယ်သူ့အမေနဲ့ပတ်သက်ပြီးတော့ထိရင်ရိုနယ်ဒိုဆိုတာအထိမကန်ရွှေပကံပေါ့အဲဆိုတော့ဒီမိသားစုကိုအရာအားလုံးထက်ဦးစားပေးနေတဲ့သူတယောက်တော့ဒါခွဲမလို့နိုင်စရာလို့ပြောလို့ရပါတယ်ဒါတစ်ဖက်မှာကြည့်ရင်လည်းအိုင်ရီနာပြန်ပြောတာကြတော့ဒီရိုနယ်ဒိုရဲ့ဒီတစ္ဆာရှိမှုပေါ်တန်တရားရှိလို့ဆိုပြီးတော့နောက်ပိုင်းအင်တာဗျူးတွေမှာပြန်ပြောပါတယ်မနိုင်ပြန်တော့ရိုနယ်ဒိုကဒီအိုင်ရီနာနဲ့လက်ထပ်ပြီးတော့ကလေးတွေမွေးမယ်ပြီးတော့အတီတီချနေမယ်ပြီးတော့ဘောက်ပြောစင်စနေမယ်ဆိုပြီးတော့သူကမျောလင့်ထားတာပေါ့ဒါပေမဲ့အိုင်ရီနာပဲကြည့်ပြန်တော့လဲအိုင်ရီနာကကြတော့မော်ဒယ်လုံးနဲ့နာမည်ကြီးအောင်လုပ်မယ်ဆိုပြီးတော့ရိုနယ်ဒိုရဲ့လောင်းကြီးအောက်ကနေနာမည်မကြီးချင်ဘူးဆိုပြီးတော့ဆုံးဖြတ်ထားတာကြောင့်မို့လို့ဒီမနိုင်ပြောရင်တဘောထားမတိုက်ဆိုင်လို့ဆိုပြီးတော့လမ်းခွဲဖို့ဖြစ်လာခဲ့တာပါအနည်းချုပ်ပြောရင်တော့သူ့အမေကြောင့်လမ်းခွဲသွားရတာကတစ်စိတ်တစ်ပိုင်းအနေနဲ့ပါတယ်ဆိုပေမဲ့ရိုနယ်ဒိုဘောတန်တရားဖြစ်တာပြီးတော့လမ်းကြောင်းမတူတာအဲ့ဒါတွေကကျတော့အတိကအကြောင်းရင်းတွေလို့ပြောလို့ရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ထူးခြားတာကကျတော့အရီနာကသူ့ရဲ့ Instagram မှာသူ့ကိုရိုနယ်ဒိုရဲ့ကောင်မလေးအနေနဲ့တီးတဲ့သူဆိုရင် unfollow လုပ်သွားဆိုပြီးတော့သူက Instagram မှာတင်လိုက်တာပေါ့နော်အဲ့မှာသူ Instagram ကနေတင်လိုက်ပြီးတော့24နာရီအတွင်းမှာသူ့ရဲ့ follower ကဘယ်လောက်ထိကျသွားသလဲဆိုရင်17တန်းနီးပါးထိုးကျသွားတယ်ပေါ့နော်ဒါကကျတော့ရိုနယ်ဒိုရဲ့ပရိသတ်အင်အားဘယ်လောက်ရှိလဲဆိုတာကိုပြသရရောက်တယ်လို့မျိုးပေါ့ဒါအိုင်ရီနာတက်ကတော့တစ်ဖက်ကကြည့်ရင်အိုင်ရီနာတက်ကတော့အခြေအေးပါတယ်မကဘဲနဲ့ social media မှာပါထိုးနှက်ချက်တစ်ခုဖြစ်သွားခဲ့တာပေါ့နော်နောက်ထပ်ပြဿနာတစ်ခုကကြတော့သူ့ဘဝရဲ့အကြီးမားဆုံးစိန်ခေါ်မှုလို့ပြောလို့ရပါတယ်သူကိုယ်တိုင်တော်မှတကယ်ကိုစိတ်ညစ်ခံခဲ့ရဆုံးပြဿနာတစ်ခုဆိုပြီးတော့သူကိုယ်တိုင်တော်ဝန်ခံခဲ့တဲ့ပြဿနာတစ်ခုပေါ့အဲ့ဒါကကြတော့ဒီဆယ်စုနှစ်တစ်ခုကြာသွားတဲ့တိုင်အောင်သူမဒိန်ကောင်ဆိုပြီးတော့သူဆွဆွဲခံရတဲ့ဒီဆွဆွဲမှုကြီးတစ်ခုပေါ့နော်အဲ့ဒါကတော့2009ခုနှစ်မှာကလပ်မှာတွေ့ခဲ့တဲ့ကက်ထရင်မေယာကာဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုပါကက်ထရင်ကကြတော့ဒီဟိုတယ်မှာဒီရိုနယ်ဒိုကသူ့ကိုအတင်းအဓမ္မပြုလုပ်တယ်ဆိုပြီးတော့စပြီးတိုင်တာပေါ့နော်ဒါပေမဲ့စတိုင်တုန်းကကြတော့သူနာမည်ကြီးဘောလုံးသမားတစ်ယောက်ဆိုပြီးတော့ပဲတိုင်တာရိုနယ်ဒိုဆိုပြီးတော့နာမည်မပါဘူးပေါ့နော်ဒါပေမဲ့ရိုနယ်ဒိုရဲ့ရှင်းနေတွေကကြတော့အဲ့ချိန်မှာတော့ Nike တို့ဘယ်လိုပြောမလဲဒီစပွန်ဆာတွေနဲ့ပတ်သက်ပြီးတော့ဒီဘယ်လိုပြောမလဲပုံရိပ်ထိခိုက်မှာအကြောင်းမလို့ဆိုပြီးတော့ဒီကက်ထရင်နဲ့တွားပြီးတော့တိတ်လေးဆွေးနွေးပြီးတော့ဒီရုပ်ချင်းငွေအမေရိကန်ဒေါ်လာ3,905,000ပေးခဲ့ရတယ်လို့
ပြောပါတယ်ဒါလျှို့ဝှက်လက်မှတ်ထိုးခဲ့ရတယ်ပေါ့နော်ပြောရမယ်ဆိုရင်ဒီကိစ္စကပြီးသွားပြီဆိုပြီးတော့လုပ်နေတဲ့အချိန်မှာ2018ခုနှစ်မှာတော့ဒီဂျာမနီဒီတင်းစာကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါမန်နက်ယူနိုရိုနန်ဒိုကိုအောက်ကိုဆွဲချကျင်တာအကြောင်းမို့လဲပါတယ်လို့ပြောလို့ရပါတယ်ဒီလျှို့ဝှက်ချက်ကိုပြန်ပြီးတော့ရေးတယ်ပြန်ပြီးတော့အစားဖော်တယ်အဲ့ဒါကြောင့်မို့လို့လဲ2018ခုနှစ်ရောက်တဲ့အခါမှာကျတော့ဒီကက်ထရင်ကဒီအဲ့ဒီချိန်တုန်းကသူလက်မှတ်ထိုးခဲ့တုန်းကသူဖေးအားပေးခံခဲ့ရတာကြောင့်လက်မှတ်ထိုးခဲ့ရတယ်ဒီရောချင်းငွေလဲဒါအတင်အဓမ္မပေးလို့ယူလိုက်ရတယ်ဆိုပြီးတော့ဒါပြန်ပြီးတော့တရားစွဲတာပေါ့နော်အဲ့ချိန်မှာသူတောင်းတဲ့ရောချင်းငွေကကျတော့အမေရိကန်ဒေါ်လာ160တောင်းတော့ဒါပေမဲ့2019ခုနှစ်ရောက်တဲ့အခါတော့တရားရုံးကကျတော့ဒီတရားလိုဘက်ကဆွဆွဲတဲ့အထောက်အထားတွေကမခိုင်လုံဘူးဆိုပြီးတော့ရာဇဝတ်မှုကနေဖယ်ရှားလိုက်တယ်ပေါ့နော်ဒါတောင်မှဒီကိစ္စကမပြီးသေးဘဲနဲ့2022ခုနှစ်ဇွန်လရောက်တဲ့အခါကျမှဒီတယူလိုဘက်ကတင်သွင်းတဲ့အချက်တွေကပေါ်လစ်ကနေခုယူတဲ့စာရွက်စာတမ်းတွေကိုတုံးပြီးတော့တရားစွဲတာဆိုပြီးတော့ဒါတရားသူကြီးတွေကိုလည်းစော်ကားရရောက်တယ်ဆိုပြီးတော့ဒါဒီကိစ္စနဲ့ပတ်သက်ပြီးတော့အပြီးပိုင်းပယ်ဖျက်လိုက်တယ်ပေါ့နော်နောက်ထပ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရိုနန်ဒိုကိုတရားစွဲလို့မရတော့ဘူးဆိုပြီးတော့ဒါအပြီးပိုင်းပယ်ဖျက်လိုက်တယ်ပေါ့နော်အဲ့ဒီလိုပါရိုနန်ဒိုဆိုတာကဒီလိုခက်ခဲတဲ့အရာတွေကိုဖြတ်တန်းခဲ့တဲ့လူလို့ပြောလို့ရပါတယ်ဒီလိုခက်ခဲပေါင်းစုံတွေကိုကြော်ထွက်ပြီးတော့မှပဲကျွန်တော်တို့ခုလက်ရှိမြင်နေရတဲ့ရိုနန်ဒိုဆိုတဲ့တန်းကျွတ်တထေးကြီးကိုကျွန်တော်တို့မြင်နေရတာပါဒါကလည်းတူဘွားရဲ့အကြီးမားဆုံးသင်ခန်းစာဖြစ်ခဲ့တယ်လို့ပြောလို့ရပါတယ်အောင်မြင်မှုတွေရဲ့နောက်ွယ်မှာရှိနေတတ်တဲ့အန်ဒီယေတွေကိုလည်းပေါ်ပြနေတယ်လို့ပါပဲဒါဒီအရာကကြတော့ခရစ္စတီယာနိုရိုနယ်ဒိုကဒီဘောလုံးလောကမှာတည်းမဟုတ်ဘဲနဲ့ဒီစီးပွားရေးနယ်ပယ်ဘက်မှာလည်းအခုလက်ရှိအခြေအနေထိတကယ်ကိုတောင်းကျမ်းပါတယ်ဘာလို့ဆိုတော့ဒီ CR7 ဆိုတဲ့ brand ကနေတဲ့ brand မဟုတ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီသူ CR7 နာမည်နဲ့ဟိုတယ်တွေဂျန်နေဖွင့်တယ်ပြီးကြတော့ကိုပိုင်ရင်ဝှထုတ်တယ်ဒီအတွင်းခံထုတ်တယ်ပြီးကြတော့အနက်အဲ့တွေထုတ်တယ်ပြီးကြတော့နောက်တစ်ခါကျတော့စပင်အစားထိုးကုသတဲ့စီကံတစ်ခုလည်းဖွင့်ထားတယ်ပေါ့နော်အဲ့လိုမျိုးကိုလည်းလုပ်ပြီးတော့ဒါအခုချိန်နေတိကတော့ရိုနန်ဒိုရဲ့တနည်းဝင်ငွေကနှစ်စင်ဝင်ငွေဒေါ်လာ300ကျော်အထိဝင်ငွေရှိတယ်လို့ဆိုပါတယ်ဒါကတော့ခရစ္စတီယာနိုရိုနန်ဒိုနဲ့ပတ်သက်ပြီးတော့သူဘဝဖြတ်တန်းပုံတွေကအစိပ်ပိုင်းတစ်ခုတာတာပဲရှိပါတယ်ကျွန်တော်တို့ရိုနန်ဒိုရဲ့ဘဝကနေကျွန်တော်တို့တင်ကန်းစာယူရမှာကကျွန်တော်တို့ရဲ့တိတ်ကဘယ်လောက်ပဲနေကြပါစေကျွန်တော်တို့ရဲ့စူးစမ်းမှုကသာဖန်တီးပေးတာပါဆိုတဲ့အချက်ပါပြီးကြတော့နောက်တစ်ချက်အနေနဲ့ကကြတော့မိသားစုတွေကိုချစ်ဖို့ပါကိုယ့်ရဲ့မိဘတွေအဖေတွေအမေတွေကိုပို့ပြီးတော့ခွေးစားကြဖို့ပို့ပြီးတော့လေးစားကြဖို့ပို့ပြီးတော့တန်ဖိုးထားကြဖို့တင်ကန်းစာယူရမှာပါမစ်ရှီတို့အနေနဲ့ကရောဘယ်လိုတင်ကန်းစာတွေယူမိကြတယ်လဲဘယ်လိုတင်ကန်းစာတွေရသွားကြမလဲပြီးတော့ခရစ္စတီယာနိုရိုနယ်ဒိုနဲ့ပတ်သက်ပြီးတော့ဘယ်အကြောင်းအရာတွေကအမတ်တရားဖြစ်ဆုံးလဲဆိုတာကိုတော့အောက်ကကွန်မန့်မှာရေးပေးခဲ့ကြပါအောင်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျ